ပဲတက်ကြွလေးဝေးဝေးနေဟောဆရာတော်ပြည်တယ်သွားပြီသွားဗျလှုပ်ပြန်ပြီလှုပ်ပြန်ပြီနေဝင်နေသွားပြီဟောတက်ကြွလေးโอ้ဘယ်သူမှမမြင်ပါသေးနဲ့ကွာဟာသွားပြီဟာကတည်းကကြည့်မယ်နောက်ဆုံးတော့ဖုံမူးလည်းနေနောက်ဆုံးလာစလည်းပြောရကြီးလာ